ပြောလို့တော့ယုံကြည်မှယုံမယ်ကိုတွေးမဟုတ်ရင်လူတွေကမျက်စိကမမြင်ရရင်မယုံဘူးလို့ဒီလိုဆိုလေးရှိကြတယ်ဘုန်းကြီးတို့ကိုတွေးတစ်ခုပြောပြမယ်ဆိုရင်ဘုန်းကြီးတို့62ခုနှစ်က1992ခုနှစ်ကမလေးရှားနိုင်ငံရောက်သွားတော့ဓမ္မဆာလာလို့ဆိုတဲ့ရပ်ကွက်အဲ့ဒီဓမ္မဆာလာဆိုတဲ့ရပ်ကွက်မှာအိမ်နံပါတ်85ညတဲခိုဖို့ဆိုပြီးတော့အတိတကာတွေကလိုက်ပို့တယ်အဲ့ဒီမှာတဲခိုတော့အိမ်ကတော့အိမ်ကြီးအိမ်ကောင်းပဲဒါပေမဲ့လူမနေဘူးပတ်ဝန်းကျင်အိမ်တွေကတထေးတွေကြီးပဲအကုန်လုံးအမြဲတမ်းနေရလဲကောင်းတယ်သို့တော့အိမ်ကြီးကြည့်လိုက်တဲ့အခါဘယ်သူမှမနေတော့ရောက်သွားလိုက်တာနဲ့တပြိုင်နက်အဲ့ဒီအိမ်ကြီးကြည့်ပြီးတော့ဒီအိမ်ကြီးကဒီလို6ကက်ကက်ကြီးဖြစ်နေတာဘာဖြစ်လို့ပါလဲ16တဲ့ ghost house ကြီးများလားလို့စိတ်ထဲမှာအဲ့လိုဖြစ်တယ်နော် ghost house ကြီးနဲ့တူ